အာကာသထဲတန်အပ်တန်းပေါင်းများစွာပစ်လွတ်ခဲ့တဲ့စစ်အေးခေတ်ရဲ့အယူမှုစီမံကိန်းများ1963ခုနှစ်မှာအမေရိကန်စစ်တပ်ဟာကမ္ဘာပတ်လမ်းကြောင်းထဲကိုကျင်းနီတန်အပ်တန်း480ပစ်လွတ်ခဲ့ပါတယ်။အကြောင်းရင်းကတော့စစ်အေးခေတ်အတွင်းဆိုဗီယက်ယူနီယံကကမ္ဘာလုံးဆိုင်ရာရေဒီယိုဆက်သွယ်ရေးစနစ်ကိုဖျက်ဆီးလိုက်မယ်ဆိုရင်အသုံးပြုနိုင်ဖို့အရန်ဆက်သွယ်ရေးစနစ်တစ်ခုတည်ဆောက်ချင်ခဲ့တာပါ။ဒီတန်အပ်လေးတွေဟာတစ်ချောင်းကို1စင်တီမီတာခွဲကျော်ခန့်သာရှိလျားပြီးအာကာသထဲမှာမျောပါနေတဲ့အင်တင်နာသေးစားလေးတွေလိုအလုပ်လုပ်ဖို့ရည်ရွယ်ထားခဲ့ကြပါတယ်။ရေဒီယိုလိုင်းတွေဟာ ionosphere ကနေပြန်မတုံ့ပြန်နိုင်တော့ဘူးဆိုရင်ဒါမှမဟုတ်ဂြိုဟ်တုတွေပျက်စီးသွားခဲ့ရင်အဲ့ဒီလိုင်းတွေကိုဒီတန်အခါပတ်ကြီးကနေပြန်တုံ့ပြန်စေဖို့ဖြစ်ပါတယ်။ဒီအကြံစီကို NIT တက္ကသိုလ်ရဲ့လင်ကွန်တက်ခွဲခန်းကစတင်တင်ပြခဲ့တာဖြစ်ပြီးအစပိုင်းမှာတော့ Project Needle လို့ခေါ်ခဲ့တာနောက်ပိုင်းမှာ Project Westford လို့အမည်ပြောင်းခဲ့ပါတယ်။သိပ္ပံပညာရှင်တွေကဒီတန်အပ်တွေကိုကမ္ဘာပတ်လမ်းကြောင်းထဲမှာစက်ဝိုင်းပုံစံဖြန့်ကျက်ထားနိုင်ရင်အရေးပေါ်အခြေအနေမှာတော့ဆက်သွယ်ရေးမပြတ်တောက်စေတဲ့ရိုးရှင်းပေမဲ့ယုံကြည်စိတ်ချရတဲ့စနစ်တစ်ခုဖြစ်လာမယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါပေမဲ့တန်အပ်တွေကိုလွတ်တင်ပြီးတဲ့နောက်မှာတော့အရာအလုံးဟာမျှော်လင့်ထားသလိုမဖြစ်ခဲ့ပါဘူး။တန်အပ်များစုဟာတက်ရက်တဲ့စက်ဝိုင်းပုံစံမဖြစ်ပဲအစုလိုက်ပြုံလိုက်စုပုံသွားခဲ့ကြပါတယ်။ရေဒီယိုစမ်းသပ်မှုရလဒ်တွေလည်းအားရစရာမကောင်းခဲ့ပါဘူး။နောက်ဆုံးမှာတော့ဒီစီမံကိန်းကိုရပ်ဆိုင်းလိုက်ရပါတယ်။ဒါပေမဲ့မရပ်ဆိုင်းခင်မှာပဲကမ္ဘာတဝန်းကနက္ခတ္တဗေဒပညာရှင်တွေကြားအငင်းပွားမှုကြီးဖြစ်ပွားခဲ့ပါတယ်။သူတို့အမြင်မှာတော့ဒါဟာအာကာသကိုတတုအမိုက်တွေနဲ့ညဉ့်ညမ်းအောင်လုပ်နေတယ်လို့ဖြစ်နေကြတာပါ။ဒီအဖြစ်အပျက်ကြောင့်သိပ္ပံပညာရှင်တွေကမ္ဘာတဝန်းစန့်ကျင်ကန့်ကွက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။စီမံကိန်းမအောင်မြင်ခဲ့ပေမဲ့စစ်အေးခေတ်အတွင်းအစိုးရတွေဘလောက်အထိသွားနိုင်ခဲ့ကြတယ်လဲဆိုတာကိုတော့ထင်ရှားစွာပြသပေးခဲ့ပါတယ်။ကမ္ဘာကြီးကိုရေဒီယိုအင်တင်နာကြီးတစ်ခုအဖြစ်ပြောင်းလဲဖို့တောင်ကြိုးစားခဲ့ကြတာပါ။နောက်ထပ်ထူးဆန်းတဲ့စီမံကိန်းတစ်ခုကတော့ Quantum Teleportation လို့ခေါ်တဲ့နည်းပညာဖြစ်ပါတယ်။2000အစောပိုင်းကတည်းကအမေရိကန်အစိုးရဟာဒီနည်းပညာအတွက်ငွေမြောက်များရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ Quantum Teleportation ဆိုတာပစ္စည်းတစ်ခုကိုရွှေ့တာမဟုတ်ပဲသတင်းအချက်လက်ကိုတနေရာကနေတနေရာသို့ချက်ချင်းနှီးပါပို့ဆောင်နိုင်တဲ့နည်းပညာတစ်မျိုးဖြစ်ပါတယ်။ဒီနည်းပညာဟာ Quantum ချိတ်ဆက်မှုဆိုတဲ့ဖြစ်စဉ်အပေါ်အခြေခံထားပါတယ်။အလွန်သေးငယ်တဲ့အမှုန်နှစ်ခုဟာရုပ်ပိုင်းဆိုင်ရာမဆက်ဆက်ပေမဲ့အချင်းချင်းချိတ်ဆက်နေတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ထူးဆန်းတာကတော့အမှုန်တစ်ခုမှာပြောင်းလဲမှုတစ်ခုဖြစ်သွားရင်အခြားအမှုန်ကလည်းဘလောက်ပဲဝေးဝေးရှိနေပါစေချက်ချင်းတုံ့ပြန်နိုင်ပါတယ်။နာမည်ကျော်သိပ္ပံပညာရှင်အိုင်းစတိုင်းကတော့ဒီဖြစ်စဉ်ကိုအဝေးမှလှုပ်ဝက်ဆန်းကျဲသောလှုပ်ရှားမှုလို့ခေါ်ခဲ့ပါတယ်။2004ခုနှစ်မှာအမေရိကန်ကာကွယ်ရေးသုတေသနအေဂျင်စီကဘော့စတွန်မြို့မှာကွန်တန်ဆက်သွယ်ရေးကွန်ရက်တစ်ခုကိုအောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပါတယ်။ဒီကွန်ရက်ဟာဟာဗတ်တက္ကသိုလ်၊ဘော့စတွန်တက္ကသိုလ်နဲ့နည်းပညာကုမ္ပဏီတစ်ခုကိုချိတ်ဆက်ထားတာဖြစ်ပါတယ်။သူတို့ဟာဒီကွန်တန်ချိတ်ဆက်မှုကိုအသုံးပြုပြီးအလွန်လုံခြုံတဲ့သတင်းစကားတွေကိုပို့ဆောင်နိုင်ခဲ့ကြပါတယ်။တစုံတစ်ယောက်ကကြားဖြတ်ဖမ်းယူဖို့စူးစမ်းလိုက်တာနဲ့ချိတ်ဆက်မှုပြတ်သွားမှာဖြစ်ပြီးစနစ်ကချက်ချင်းသိရှိနိုင်ပါတယ်။ဒါကြောင့်ဒီနည်းပညာဟာမြန်ဆန်ယုံတင်မကထောက်ထွင်းရခက်တဲ့ဆက်သွယ်ရေးစနစ်တစ်ခုအဖြစ်သတ်မှတ်ခံရပါတယ်။သတင်းစကားကိုဖတ်ဖို့စူးစမ်းလိုက်တာနဲ့တက်တည်အထောက်ထားကျန်ရစ်သွားမှာဖြစ်ပါတယ်။ဒီစမ်းသပ်မှုဟာကွန်တန်ဆက်သွယ်ရေးကိုတက်ခွဲခန်းထဲမှာတင်မဟုတ်ပဲလက်တွေ့ကမ္ဘာမှာပါအသုံးချနိုင်ကြောင်းတက်တည်ပြခဲ့ပါတယ်။လက်ရှိမှာတော့နည်းပညာဟာဖွံ့ဖြိုးဆဲအဆင့်မှာပဲရှိသေးပေမဲ့အကယ်၍အောင်မြင်စွာတိုးချဲ့နိုင်ခဲ့မယ်ဆိုရင်လူသားတွေရဲ့ဆက်သွယ်ရေးပုံစံကိုလုံးဝပြောင်းလဲပြနိုင်တဲ့နည်းပညာတစ်ခုဖြစ်လာနိုင်ပါတယ်။အာကာသထဲတန်အပ်တန်းပေါင်းများစွာပြစ်လွတ်ခဲ့တဲ့စီမံ